ဒီကောင်လေးကဟိုပါလေကုတ်တင်တစ်ကနတ်တဲ့နော်ကုတ်တင်တစ်ကနတ်တိုင်းတဲ့ဟာလေနော်စောင့်ရမ်းမိုက်ကားသမားတွေကားပွဲစားတွေနော်သုံးလို့ရမယ်နော်ကားပွဲစားတွေသုံးလို့ရမယ်ကျွန်တော်ဒါလေးဖောက်လိုက်မယ်နော်ဖောက်လိုက်မှစမ်းလို့ရမှာလေသူကဒီမှာစမ်းမဲ့ဟိုဟာလေးပါပါတယ်နော်စမ်းမဲ့ဟိုကုတ်တင်ပြားလေးတွေပါပါတယ်နော်စမ်းမဲ့ကုတ်တင်ပြားလေး testing လုပ်တဲ့ကုတ်တင်ပြားလေးပါတယ်ဒီကောင် on off ပါမယ် auto delete ပါမယ် unit millimeter เนาะဒီမှာเนาะ auto off ပါမယ်เนาะကောင်ကကျွန်တော်ဖွင့်ခတ်တာဓာတ်ခဲလုံးနှလုံးနဲ့ဓာတ်ခဲနှလုံးနဲ့အသေးလေးနှလုံးတလားเนาะဒီကောင်ဓာတ်ခဲအသေးလေးနှလုံးနဲ့เนาะကျွန်တော်မှာဓာတ်ခဲကတော့ကျွန်တော်မပါဘူးเนาะဒီကောင်လေးကျွန်တော်စမ်းပြဖို့အတွက်ပဲเนาะဟောဒီမှာဟောမိုက်တယ်ဗျ display ဟောမိုက်တာเนาะunit က auto နဲ့ကျွန်တော်အခုလက်ရှိ auto နဲ့လုပ်လိုက်ပြီเนาะ auto ဒီမှာ unit က auto ဒါမီးဖွင့်မလားမီးပိတ်မလားဒီမှာ unit change လို့ရတယ်เนาะမီလီမီတာနဲ့ကျွန်တော်တိုင်းကြည့်เนาะခဏလေးဟို battery ကတော့မီလီမီတာနဲ့ကျွန်တော်တိုင်းကြည့်မယ်တော့ဒီမှာကုတ်တင်များလေးတွေပါတယ်ဗျဟုတ်လားကုတ်တင်များလေးတွေเนาะ 0.5 50 မီလီမီတာတဲ့ဒီလိုမျိုးပေါ့ဥပမာကျွန်တော်ကလိုလုပ်ရအောင်ခဏလေးအောက်မှာမတယ်ပြားတစ်ခုခံထားရမှာဗျဟုတ်လားဒီလိုမတယ်ပြားလေးခံတာเนาะဒီမှာဒီကောင် 0.5 မီလီမီတာเนาะအဲ့ဒါကို0.48เนาะဒီမှာဒီကောင်ကကျွန်တော်အရန်မကတ်ထားလို့เนาะဒီလိုမျိုးเนาะအရန်မကတ်ထားလို့เนาะ48မီလီမီတာเนาะဒီကောင်မှာ measurement တော့ရတယ်ဗျနည်းနည်းဟိုက plus or minus တော့ရှိတယ်နဲ့တူတယ်เนาะဒီကောင်ဆိုရင်ဒီမှာ delete ပြန်လုပ်လိုက်EF auto เนาะ auto 0.5 ကိုကျွန်တော်တိုင်းကြည့်0.2เนาะဒီကောင်က0.5 ဒီကနေထောင်းဟောဒီကောင်မတ်တယ်အောက်မှာမတ်တယ်မရှိရင်မရဘူးဗျာเนาะဒီကောင်ကပါ min 3 0.8 maximum 0.48 maximum အထိတိုင်းလို့ရမယ်เนาะ NF EF auto NF auto 0.1 millimeter 0.01 เนาะတော့ဒီမှာဟောအကောင်ဟိုတင်းတော့တိုင်းလို့ရတယ်ဗျဒီမှာ 0.5 ဒီကောင်လေးရမှာခဏနေကျွန်တော်ဒီကောင်ကမမှန်တာပါလို့လေ 0.19 0.5 เนาะဒီကောင်ဒီမှာဒူပါလေဟိုဟာဖြစ်လို့เนาะ0.2 ဒီကောင်5လောက်တော့กว่าတယ်ဗျ NFR လောက်ထားလို့လားဘယ်လိုလဲမသိဘူးเนาะNFE 0.21 ဟော NFE လောက်ဒီကောင်တိတယ်လို့ယူเนาะဒီမှာ unit တွေပြောင်းလို့ရမယ်မိုင်နဲ့မီလီမီတာ 0. တော့เนาะနည်းနည်းတော့กว่าတယ် 0.20 เนาะ5လောက်တော့กว่า 0.5 point ဆိုတာလေ 0.05 လောက်ပဲกว่าတာเนาะဟိုလိုအရင်กว่าဟုတ်လားเนาะဒီမှာဒီကောင်ဆို1မီလီมီတာC2 ကိုတိုင်းမယ်ပေါ့เนาะဒီကောင်ကွက်တီပဲเนาะ1မီလီမီတာเนาะဒီကောင်ဟိုအောက်က unit လေးကတော့ 0.5 လောက်กว่าဒီကောင်လေးဆိုကွက်တီပဲเนาะ C2 ဘယ်လောက်ရှိလဲတိုင်းလို့ရတယ်เนาะဒီကောင်တော်မိုက်တယ်ဗျာเนาะဒီကောင်ဆိုရင်ဒီမှာကျွန်တော်2မီလီမီတာ2ရှိတာအောင်တိုင်းမယ် OLZ မီလီမီတာတဲ့ဟောလို့အရန်ထူသွားပြီဟဲ့လားအရန်ထူသွားပြီခဏကျွန်တော်တို့ NFR နဲ့ auto နဲ့ပဲတိုင်းလိုက်unit ပြောင်းရမယ်နဲ့အောင်လို့တော်ထူသွားပြီလေကားမှာအဲ့လောက်ကြီးလည်းမရှိပါဘူးเนาะ2မီလီမီတာ2.0 မီလီမီတာတိုင်းလို့မရဘူးဗျာเนาะကားမှာအဲ့လောက်ကြီးလည်းမရှိဘူးเนาะဒီမှာ1မီလီမီတာကျွန်တော်တို့တိုင်းမယ်ဆိုရင်ဒီမှာ1မီလီမီတာ C2 ဘယ်လောက်ရှိလဲတိုင်းလို့ရတယ်ဒီကောင် auto နဲ့တိုင်းဒီကောင် unit ပြန်ပြောင်းเนาะမီလီမီတာပြောင်းเนาะဒီမှာเนาะ1မီလီမီတာ1မီလီမီတာเนาะဒီကောင်လေးရမယ်မိုက်တယ်ဟုတ်လားဒီကောင်ဘာလို့လဲဆိုတကယ်မကတ်ထားတာမဟုတ်လို့เนาะတကယ်ကတ်ထားရင်ဒီကောင်တိုင်းလို့အဆင်ပြေတယ်เนาะအနည်းဆုံးတော့ရတယ်เนาะmaximum OLZ ဒီကောင်လေးကတော့ဘာတွေလဲမသိတိတယ်လို့မှယူเนาะသူကတော့အတိအကျတော့ထွက်တယ်เนาะ
နော်ဒီမှာနော်ဟုတ်ကဲ့ဒါလေးရမယ်နော်ကျေးဇူးပါ